editor တွေကဂျင်းနေကြတာလား social media ပေါ်က editor ချို့ကတကယ် edit ပိုင်းမှာတော်တယ်လို့ချီးကျူးတင် Hello guys I'm edit channel မှာကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့အချိန်အများကြီးမကုန်ကြဘူး edit မိုင်စားတွေကိုလည်းလောက်တက်ချင်တယ် Okay shape pad တွေကအလကားထားတာမဟုတ်ပါဘူးဒီလို edit တွေကိုလုပ်တဲ့အခါမှာ shape pad တွေကိုသုံးခြင်းအပြင်အချိန်2နာရီလောက်ပေးလို့ရမယ့်ဗီဒီယိုက1နာရီလောက်နဲ့ပြီးသွားနိုင်ပါတယ် Okay shape pad တွေကိုဘယ်လိုသုံးမလဲကျွန်တော် shape pad တွေသုံးတဲ့နေရာမှာ HTML နဲ့ FireMP ဆိုပြီး2မျိုးရှိပါတယ် HTML ဆိုရင်တော့သူတို့ပေးထားတဲ့ link ကနေ grad right တွေတောင်းပြီးဆိုရင်ကျွန်တော်တို့ template ကနေပြီးတော့မှ upload ကနေပြီးတော့ကျွန်တော်တို့ထည့်လိုက်ရပါတယ် FireMP ဆိုရင်ကတော့ live motion တော့တစ်ခါတည်းတန်းရောက်တော့မှာပါကိုလိုချင်တဲ့ project package ရလာဆိုတော့ layer တွေကို select မဲ့ဒါလေးကိုနှိပ်ပြီးတော့ကျွန်တော်တို့ copy layer ကိုနှိပ်လိုက်ပါပြီးရင် project တစ်ခုထဲမှာကိုထားခြင်းတဲ့နေရာမှာ paste layer နှိပ်လိုက်အောင်ပါပဲကျွန်တော်တို့ effect လည်းတူပါပဲကျွန်တော်အဆက်3ပြောက်ကိုနှိပ် copy all effect ကိုနှိပ်ပြီးကိုထားခြင်းတဲ့ layer မှာ paste effect ကိုနှိပ်ပြီးထည့်လိုက်အောင်ပါပဲကျွန်တော်ဒီလိုအလွယ်တင်းလိုက်တာကောင်းလားဆိုတော့မကောင်းပါဘူးအဲ့အစား app package ထဲမှာပါတယ်ကျွန်တော်တို့ effect တွေ move တွေ opacity တွေကိုကျွန်တော်တေချာလေ့လာပြီးတော့ကိုယ်တိုင်ပြန်ဖန်တီးတာမှတကယ် editor ကောင်းတစ်ယောက်ပါနောက်တစ်ခုအနေနဲ့ကတော့ edit တွေကိုပတ်စံပေးပြီးလုပ်တင်တာဆိုတော့က edit လုပ်တာအခြေခံတည်ထားရင်လွယ်လွယ်လေးပါအဓိက edit တဲ့အချိန်နဲ့ပညာကိုရောင်းနေကြတာ edit အမျိုးမျိုးရှိပြီးတော့ကျွန်တော်တို့သူ့မျိုးစားပုံမူတည်ပြီးအလုပ်ကိုင်တဲ့ edit ပုံချင်းကလည်းမတူကြဘူး script writing နဲ့ကျွန်တော် content thinking editing announcer research စတဲ့အပိုင်းတော့ကျွန်တော်တယောက်တည်းမလုပ်နိုင်အဲ့လိုအချိန်မပေးနိုင်တဲ့လူတွေကိုယ်တိုင်လုံးဝပြင်းတဲ့လူတွေကတော့ edit ကိုပတ်စံပေးပြီးလုပ်တင်ပါဆိုတော့ကျွန်တော် topic ကိုပြန်သွားကြရအောင် editor တွေကဂျင်းနေကြတာလားဆိုတော့မဂျင်းကြပါဘူးသူတို့ရဲ့အချိန်တွေ content idea တွေစရှိရဲ့ skill တစ်ခုကိုသုံးပြီးတော့သူတို့စူးစမ်းနေကြတာတင်းတို့ရဲ့စိတ်ပန်းဖြည့်စေဖို့အတွက်တင်းတို့ရဲ့အလုပ်ကိုင်တွေစင်ပြေဖို့အတွက်တစ်ဖက်တစ်လမ်းကနေသူတို့ကကူညီပေးနေကြတာပါ